ငါအမေအင်္ဂလိပ်စာမပြောတဲ့ခိုက်ရကြီးရဲဆိုငါနောက်ကနေလိုက်သွားတာဟုတ်ပြီနိုင်ငံသားနဲ့တွေ့တာဟုတ်ပြီဟာဘယ်ညံ့ခံလိုက်မလို့ပါမြဲနိုင်ငံသားလိုက်တွေ့တော့ကိုကနေလှမ်းပြီးတော့စနှုတ်ဆက်လိုက်တာဘယ်လဲတော့ How are you အော် How are you အရေဘေက ဟောင်းနေရှိတယ်လား you How are you တင်းနေကောင်းသလားတင်းနေကောင်းလားလို့ပြောတော့ကျုပ်ကလည်းပြန်ပြောလိုက်တယ် ဘာလဲတော့ I am fine ဟောအဲ့ fine I am fine အဲ့ဘာတော့ ချောလဲတာ ချော နေကောင်းတယ်တဲ့ ဟုတ်ပြီ အဲ့တော့အင်္ဂလိပ်ကြီးကပြောသေးတယ် ဘာလဲတော့ I am Myanmar traditional snack ဟမ် I am Myanmar traditional snack မြန်မာလိုပြော မြန်မာမုံပဲသေးတာတွေကိုသဘောကျတယ် မြန်မာမုံကိုစားကြင်တာ ကျုပ်အမေကမြန်မာမုံရောင်းတာလေအင်္ဂလိပ်ကြီးကျုပ်ကခေါ်ပြီလေ ဘယ်လိုခေါ်တော့ Follow me follow me follow me ဆိုတာ ခေါင်းလျှော်ရည် ဟဲ့ကောငါတော့လိုက်ခေ ငါတော့လိုက်တဲ့တော့ခေါ်တော့ပြီအမေနဲ့နှုတ်ဆက်ပေးလိုက်တယ် She is my mother မိုင်မသား She is my mother ဟုတ်ပြီ အမေကျတော့ငါနှုတ်ဆက်ပေးလို့တည်တယ်အမေရောင်းတဲ့မို့ကိုနိုင်ငံခြားသားကဘာမှမသိစိုက်ကြည့် အော်နိုင်ငံခြားကတန်းပြီးတော့အမေကိုကောက်မေးတာ ဘယ်လိုလဲတဲ့ What did this what is this What did this အဲ အမေကလည်းနားလေတော့တန်းပြန်ပြောလိုက်တယ် ဘာလဲတော့ မုံစိမ်းပေါင်းနဲ့ အင်္ဂလိပ်လိုပြောလေကွာ အင်္ဂလိပ်လိုလဲမုံစိမ်းပေါင်းမြန်မာလိုလဲမုံစိမ်းပေါင်းဘယ်လိုခေါ်မုံစိမ်းပေါင်းမုံစိမ်းပေါင်း ဟုတ်ပြီဟုတ်ပြီ အဲ့တော့နိုင်ငံခြားသားမုံစိမ်းပေါင်းစားကြည့်မယ်ဆိုစားကြည့်တာပေါ့ ဟုတ်ကဲ့ မကြိုက်ဘူးနဲ့တူတယ်ဗျတာအမေကိုတန်းပြောတာ ဘာလဲတော့ I don't like I don't like I don't like အော် I don't like I don't like လို့ပြောတာအမေကလည်းတန်းပြန်ပြောတယ် ဘာလဲတော့ ဘာတုံးလဲတုံးလဲဒါနဲ့လိရောက်တာမြဲတမ်းတယ်ပဲ အကောင်းပြောတတ်မှာ နိုင်ငံခြားသားရသူစကားမှားသွားတယ်မှတ်ပြီအမေကိုတန်းတောင်းမှန်တာ ဘာလဲတော့ Oh no oh no oh no oh no အမေကလည်းပြန်ပြောချိုက်တာ ဘာလဲတော့ Oh no မဟုတ်ဘူးတဲ့ထင်ရတဲ့လောက်သားတဲ့ ဝါမို့ တက်ပါတကယ်တက် အဲ့လောက်မှတက်နေရင်တချို့ကကဲမန္တလေးသိန်းတော်လို့ကျွန်တော်ခေါ်ကြတာကိုသိန်းတော်တို့ဟိုဆိုင်ငားပြီဆိုရင်လေမန္တလေးရောက်တော့မယ်ဘယ်နာလာခဲ့ရမှာတော့မဟုတ်ဘူးမန္တလေးကမဟုတ်ဘူးကြောက်ပတောင်းသာကြောက်ပတောင်းစာဒီ ဟုတ်တယ်ကြောက်ပတောင်းသမိုင်းအောင်ကျုပ်ပြောခဲ့လာအောင်မ ဟုတ်လား ခွဲ